Hello အခုအဲ့ခါနေပြီပေါ့နော်ခါနေပြီဆိုတော့ရေမိုးချိုးပြီးရင် make up ပါမယ်မိန်းကလေးဆိုတော့လှဖို့လိုတယ်လေကဲဖောက်ပြီနော်အော်ပြအောင်မယ်မက်ရဲ့စေးကိုလည်းကြည့်အောင်1400ထားနှခမ်းကြီးတပူရတယ်ကွယ်အေးစားချင်တော့လေမကက်ခင်သူ့ရဲ့ဒီချေကအရင်ပါမအရင်လိုက်မှာပေါ့နော်ဝတ်ချန်ဒီထွက်နေကွယ်အကြောင်းမို့မကက်ရတာပါဒါလိမ်ပြီးသွားပြီပေါ့နော်ကပ်ပါပြီဒီမရက်သားလေးအေးလေးဂျန်ဒီလိုမျိုးပဲကွယ်ပေးရတဲ့ဆေးနဲ့တန်လားမတန်လားဆိုတော့ result လေးစအောင်ပါမယ်ကပ်ပြီနော်ကဲ make up ဝိုင်းဆိုတော့စကားပြောလို့မရတော့ဘူးသူကဒီမှာပြောထားတယ်10မိနစ်ကနေ20မိနစ်ထိပေါ့နော်ကဲပေးရတဲ့ဈေးနဲ့တန်လားမတန်လားဆိုတော့စောင့်ကြည့်ပေးပါအောင်ရှင်မိနစ်20လောက်လက်ဘေးမှာလေးနည်းနည်းလိမ့်လိုက်နော်ဒီထဲကအရေးကုန်လေးလိုက်ကဲဒါတော့မိနစ်20ပြည့်သွားပါပြီမခွာပါတော့မယ်ရှင်ဂလိုးသွားပြီအရန်နေလို့ကောင်းဒီမက်လေးကပေးရတဲ့ဈေးနဲ့တန်လားဆိုတော့တန်ပါတယ်ကြည့်ပါဦးမျက်နှာလေးတကယ်ကို glow ပြီးတော့နှုတ်ပြီးတော့ဘယ်လိုပြောမလဲတော့လေမိတ်ကပ်လိမ်လို့ရှိရင်မိတ်ကပ်တာတက်စီတယ်ကွယ်မိတ်ကပ်လို့ရှိရင်အញ្ញံမနဲ့ပြင်ကြရင်သွားစရာရှိတယ်ကွယ်ဒီခါကျရင်မိတ်ကပ်လိမ်ရမှာမို့ဒီညကလေးကဘယ်ပဲသွားပါတော့ကိုမိတ်ကပ်လိမ်ရမှာဆိုတော့မိတ်ကပ်မလိမ်ခင်ဒီညဘက်မှာမိတ်ကပ်ချင်းအဖြစ်မိတ်ကပ်တာတက်စီပါတယ်ဒါကြောင့်မို့တပတ်မှာနှစ်ခါဖြစ်တစ်ခါဖြစ်တက်နိုင်တော့အမြဲတပတ်တစ်ခါလောက်တော့ make up ပင်တော့ပိုကောင်းလို့ပေါ့နော်ကဲအခု10နိုင်လဲထိုးရဆိုတော့မနေ့ပြန်လဲစောထားရမှာဆိုတော့အရင်အိုက်ပါလိရှင်ဒီနေ့ရဲ့ဗီဒီယိုကတလောက်ပါပဲနော်အားလုံးပဲတက်တာ